ယုတ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့2026မှာ B-box ကိုစပြီးတော့လေ့လာမယ်ဆိုပြီးတော့ကျွန်တော် tutorial လေးလာလုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ဘာ tutorial လဲဆိုရင်တော့ B-box basis ဖြစ်ပါတယ်ဆိုတော့လူတော်များများတော့ဒီ BTK ကိုသိပြီးသားကြပြီပေါ့ဒါပေမဲ့ကျွန်တော်တခါမှဒီ B-box BTK ကိုအသေးစိတ်ကျွန်တော် tutorial လုပ်ပေးရတာမရှိဘူးပေါ့နော်ဒီကတော့ကျွန်တော်ရဲ့ BTK B-box basis tutorial ဖြစ်ပါတယ်ဆိုတော့ BTK 3ခုတည်းကဒီ B-box basis လားဆိုတော့လည်းမဟုတ်ဘူးဆိုတော့အရင်တော့ကတော့ဒီ BTK ကဒီ B-box basis လို့ပြောလို့ရမယ်ဆိုတော့အခုခေတ်မှာကျတော့ဘယ်လိုပြောရမလဲဆိုတော့ kit ဆိုလို့ရှိရင်လည်းအများကြီး hi hat ဆိုလို့ရှိရင်လည်းတော့အများကြီးပဲဒီ snare ဆိုလို့ရှိရင်လည်းclap တွေရောဒီ post snare တွေရောစသဖြင့်ပေါ့နော် snare တွေအများကြီးရှိရပေါ့နော်ဒါပေမဲ့သို့တော့ဘယ်ချိန်မှ B-box ကိုလေ့လာတို့ရအများနဲ့ basis ကစရတာ right ဆိုတော့ basis ကို B-box basis ကိုကျွန်တော်ဒီနေ့မှာအားလုံးကိုဘယ်လိုလုပ်ရလဲတင်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးမစခင်မှာကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ပြီးခဲ့ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာ Okay အရင်ဆုံး BTK ကဘယ်လိုအတန်မျိုးလဲဆိုတာလေးကိုကျွန်တော်အရင်ဆုံးသိထားဖို့လိုပါတော့ဆိုတော့ BTK ဆိုတာဒီလိုအတန်မျိုးပါဆိုတော့ဒါ BTK ပေါ့နော်ဆိုတော့ BTK ဆိုတာဘာလဲပေါ့နော်ဆိုတော့ဒါ BTK ဆိုတာဒါအတူကောက်ပေါ့နော်အရှေ့ကောက်နာမည်ကကြတော့ B ဆိုတာ BEAT beat T ကကြတော့ကျွန်တော် hi hat ကိုခေါ်တာဆိုတော့ K ကကြတော့K snare လို့ခေါ်တယ်ပေါ့နော်ဆိုတော့အပြည့်စုံကတော့ K snare လို့ခေါ်ပါတယ်ဆိုတော့ drum နဲ့အစားထိုးပြောမယ်ဆိုရင်တော့ဒီ B ဆိုတာဒါ kit ပေါ့နော် kit drum T ကကြတော့ဒီ hi hat K ကကြတော့ snare ပေါ့နော်ဆိုတော့အဲအကြောင်းမလို့ BTK B hi hat K snare ဖြစ်ပါတယ်ခင်ဗျာဆိုတော့ BTK B hi hat K snare ဖြစ်ပါတယ်ခင်ဗျာဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီ B ဖြစ်တဲ့ကျွန်တော်ဒီ kit drum ကိုကျွန်တော်အရင်ဆုံးလေ့လာကြည့်အောင်ဆိုတော့ kit drum ဆိုတော့အဲ့ဒီအတန်ကိုကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ဒီပါဇက်ကနေပြီးတော့အဲ့ဒီ kit drum အတန်ထွက်အောင်ဘယ်လိုလုပ်မလဲဆိုရင်တော့ကျွန်တော်အရင်ဆုံးကျွန်တော်တို့သတိထားမိလားမသိဘူးကျွန်တော်တို့ B လို့စကားလုံးပြောကြည့်လိုက်အင်္ဂလိပ်စကားလုံး A B B B ဆိုတော့အဲ့ B လို့ပြောတဲ့အခါမှာနောက်မှာပါလာတဲ့အဲ့ဒီလေသံလေးရှိရယ်ဆိုတော့အဲ့ဒီလေသံလေးကနေပြီးတော့ပဲခုနအဲ့ဒီတောင်ဖန်နေရမှာနော်ကျွန်တော် B-box မှာနောက်ထပ်အရေးကြီးတာဘာကြံသေးလဲဆိုရင်တော့ position ဖြစ်ပါတယ်ခင်ဗျာဆိုတော့နှခမ်း position ပေါ့နော်ဆိုတော့ B လုံးမယ်ဆိုရင် position ကလိုမဖြစ်ရမယ်ဆိုတော့အဲ့ဒီအတန်လုပ်ဖို့အတွက်နှခမ်းအဲ့လိုဖြစ်နေရမှာနော်ဆိုတော့အဲ့လိုဖြစ်ပြီးဘာလုပ်မလဲဆိုကျွန်တော်ဒီနားလေကိုယူမယ်အဲ့လိုမျိုးလေးဒီမှာလေလာပြုတ်နေမှာပေါ့နော်ဒီနားလေးကလာဖောင်းနေလိမ့်မယ်ပေါ့နော်ဒီကျွန်တော်ဒီမေးစီအောက်ကဒီဂျောအောက်ကဒီဘယ်လိုပြောရမလဲအရည်ပြားဖောင်းနေလိမ့်မယ်โอเคအဲ့ဒါဖောင်းနေပြီဆိုလို့ရှိရင်အဲ့ဒီ position ที่မှန်ပြီဆိုလို့ရှိရင်ကျွန်တော်ခုနစက်လုံး B ကိုပြောလိုက် B ဖွင့်ပြောမှာနော် B position လေးရဒီမှာရှိမယ်ပြီးရင်အဲ့ဒါကို B နဲ့ဖွင့်မယ် B Okay so အဲ့အတန်ထိရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီခုန B ဆိုတာကိုကျွန်တော်တို့ဖျောက်ပြီးတော့ကျွန်တော်တို့လေသံမဲ့လုပ်ကြည့်မယ် Okay လေစုမယ် position မှန်အောင်ထားမယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့ B ကိုဘယ်လိုလုပ်ရမလဲဆိုတာသိသွားပါပြီခင်ဗျာဆိုတော့တချို့တွေကတော့ဒီပါလောက်ကြရပေါ့နော်အဲ့ပါဖောင်းဝင်လောက်ကြရပေါ့နော်ဒါကတော့ကိုကြိုက်တဲ့ဒီ position နဲ့ကိုယ့်အကိုလုပ်လို့ရတယ်โอเคဒါကတော့ B ဘယ်လိုလုပ်ရတာဖြစ်ပါတယ်ဆိုတော့အားလုံးပဲနားလည်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ B ရပြီဆိုလို့ရှိရင်တော့ B ကိုတစ်ချက်ပြီးတစ်ချက်အဲ့လိုမျိုးပေါ့1 2 dun do စသဖြင့်အဲ့လိုကိုယ့်အကိုလေ့ကျင့်လို့ရတယ်ပေါ့နော်โอเคဒါ B လုံးนี้ပါနောက်ထပ်တစ်တန်ကျွန်တော်တို့ hi hat ဖြစ်ပါတယ်ဆိုတော့ hi hat ကတော့ကျွန်တော်တို့ဒီ open hi hat တွေစသဖြင့်ပေါ့နော်အများကြီးရှိတယ်အဲ့ဒီထဲမှာကျွန်တော်တို့ဒီသွားနဲ့လောက်ရတဲ့အဲ့ဒီhi hat ကိုကျွန်တော်ဒီနေ့မှာသင်ပေးပါမယ်ခင်ဗျာ hi hat ကိုလိုတက်ဖို့ဆိုရင်တော့ကျွန်တော်တို့ရဲ့ပါဇက်ထဲကဖွဲ့စည်းပုံတွေကိုကျွန်တော်နားလည်ထားဖို့လိုတယ်ဆိုတော့ကျွန်တော်ပါဇက်မှာဆိုလို့ရှိရင်အပေါ်သွားရှိရကွာထားလိုက်ပေါ့ဒါအပေါ်သွားဒီအောက်မှာဒါအောက်သွားဒီအလယ်မှာတို့ရှာရှိရကွာဆိုတော့အဲ့သွားနှစ်ခုစီးလိုက်သွားစီးရတော့ဒါအားလုံးစီးရတယ် right သွားစီးလိုက်မယ်အဲ့တို့သွားတိုက်ခံနေဆိုသွားစီးရတယ်လေအဲ့တို့သွားစီးပြီးတော့အဲ့ဒီသွားနှစ်ခုရဲ့ဒါအပေါ်သွားဒါအောက်သွားနှစ်ခုစီးတယ်အလယ်မှာရှာရှိရအဲ့ဒီသွားနှစ်ခုရဲ့အလယ်ကိုရှာနဲ့ထိုးဆိုအဲ့လိုမလုပ်တတ်ဘူးဆိုလို့ရှိရင်ဒီလိုလုပ်ကြည့်ဒါလေအပြင်မှုတ်တာဖြတ်ချက်ဆုပ်ကြည့်ဒါလေထုတ်တာမှုတ်တာဒါကတော့ထုတ်တာဆုပ်တာဒါအားလုံးလုပ်တတ်တယ် right ဆိုတော့သွားစီးမယ်သွားစီးပြီးတော့ခဏလေပြန်ထုတ်ကြည့်လေကိုအသက်ပြင်းချသမျိုးကွာโอเคအဲ့လိုရပြီဆိုလို့ရှိရင်တစ်ချက်ပဲအားပြင်းပြင်းနဲ့โอเคအဲ့လိုရပြီဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်ခုနဒီသွားနှစ်ခုအလယ်ကိုရှာနဲ့ထိုးမယ်ခုနဟာနဲ့တွဲလုံးမယ်
ဆိုတော့အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီ hi hat ကိုရပါပြီခင်ဗျာဆိုတော့ hi hat ရပါလို့ရှိရင်ကိုကြိုက်တယ်လို့မျိုးခဏ open hi hat ဒီကိုကြိုက်တဲ့ position နဲ့ကျွန်တော်ကိုကြိုက်တဲ့ဟာကိုကြိုက်တဲ့ beat နဲ့တွဲပြီးတော့လုပ်လို့ရပါပြီ okay ဒါကတော့ hi hat ဘယ်လိုလုပ်ရလဲဆိုရဲပုံစံလေးဖြစ်ပါတယ် okay နောက်တစ်ခုအခက်ဆုံးဒီ BTK မှာအခက်ဆုံးအတန် case နဲ့ဖြစ်ပါတယ်ဆိုတော့ case နဲ့ကတော့ကျွန်တော်ကိုယ်တိုင်လည်းတိုင်ပတ်ခဲ့တဲ့အတန်ပေါ့နော်တော်တော်များများပြီးပါစားရရလဲဒီ case နဲ့ကိုတို့တော်တော်လေးကျင့်လိုက်ရတယ်ပေါ့နော်ဆိုတော့ case နဲ့လို့ပြောတဲ့အခါမှာ range shot our case နဲ့ in what case နဲ့ဆိုအဲ့လိုမျိုး position နဲ့လိုက်ပြီးတော့ case နဲ့အကွဲတွေဒီ version ကွဲတွေအများကြီးရှိရပေါ့နော်ဒီနေ့မှာတော့ကျွန်တော်က in what case နဲ့ our case နဲ့အဲ့နှမျိုးကိုကျွန်တော်သင်ပေးသွားမယ်ဘာလို့လဲဆိုတော့အဲ့ဒါမရတဲ့သူကအကောင့်နဲ့တွဲသုံးလို့ရအောင်ပေါ့နော် okay ဆိုတော့ case နဲ့လောက်ထပ်ဖို့ဆိုရှင်ကျွန်တော်တို့ခုနဒီ high end လို့ဆိုမျိုးပဲကျွန်တော်ပါဇက်ထဲကဖွဲ့စည်းပုံကိုကျွန်တော်သိထားဖို့လိုတယ်ဘာကြောင့်လဲဆိုတော့လူတစ်ယောက်နဲ့တစ်ယောက်နဲ့ကဘယ်လိုပြောရမလဲဘယ်လိုပြောရမလဲမတူဘူးပေါ့နော်အတန်ကာလာတွေတစ်ယောက်မတူဘူးပေါ့နော်အဲကြောင့်မလို့ထွက်တဲ့အတန်တွေကလည်းတူမှာမဟုတ်ဘူး okay ဆိုတော့ပထမဦးဆုံးကျွန်တော်တို့ position ကိုအရင်ဆုံးသွားလိုက်အောင် position case နဲ့လို့ဖို့ဆိုရှင်ကျွန်တော်သိတာ case နဲ့ဆိုတာဒီအထဲကိုသွင်းလိုက်တဲ့လေရယ်ရှာရယ်နှစ်ခုပေါင်းပြီးတော့အဲ့လိုရိုက်ပြီးတော့ထွက်လာတဲ့အတန်မျိုးပေါ့နော်အဲ့လိုမျိုးလက်ခုကအဲ့လိုမျိုးလက်ဖြောက်တင်ထွက်လို့မျိုးပဲအထဲမှာအဲ့လိုမျိုးလေရယ်ရှာရယ်အဲ့လိုမျိုးရိုက်ပြီးတော့ထွက်လာတဲ့အတန်ပေါ့နော်ဆိုတော့ case နဲ့လုပ်မယ်ဆိုတော့ကျွန်တော်တို့ဒီအပေါ်အာကောင်ရှိရကွာအပေါ်အာကောင်ရှိရတို့အလဲမှာရှာရှိရဒါတော့အလွယ်ဆုံးနီးလမ်းပေါ့နော်ကျွန်တော်ကျင့်ငယ်နီးလမ်းပေါ့နော်တခြားသူတွေကတော့အဲ့လိုပြီးနေဆွဲကြရပါတော့ဆိုတော့အရင်ဆုံးအဲ့ဒါရဖို့ဆိုရင်အဲ့ဒါကျွန်တော်လေ့ကျင့်ငယ်နီးကိုကျွန်တော်အရင်ဆုံးသင်ပေးမယ် okay ဆိုတော့အဲ့အပေါ်အာကောင်ကိုကျွန်တော်တို့ဒီရှာကိုဒီအပေါ်အာကောင်ထောင်လိုက်မှာကွာlike this ဟဲ့မှာရှာရှိရကွာရှာလို့ထောင်မှာဒီလိုမျိုးထောင်နေတာကွာဒီလိုမျိုးထောင်နေတာအပေါ်မှာအဲ့ထောင်လို့ရဆိုရင်လေကိုအထဲကိုရှူသွင်းမှာပေါ့နော်အဲ့လိုရှူသွင်းတာပေါ့နော်ဒါပေမဲ့ရှာကိုထောင်ထားမယ်ဆိုလို့ရှိရင်โอเคအဲ့လိုမျိုးအတန်ထွက်လာလိမ့်မယ်ပေါ့နော်ဆိုအဲ့လိုမျိုးအတန်ထွက်ပြီးဆိုအဲ့လိုဆက်ငယ်ဖြစ်တယ်လို့မျိုးအတန်မျိုးပေါ့နော်ဆိုအဲ့လိုမျိုးအတန်ထွက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့အားပြင်းပြင်းနဲ့တစ်ချက်တည်းလေကိုအထဲကိုအားပြင်းပြင်းနဲ့ရှူလိုက်မယ်ပေါ့နော်ခုနလို့ဆိုလေကိုအထဲကိုအားပြင်းပြင်းနဲ့ဆုပ်လိုက်မယ်1 2 3ဆိုအဲ့လိုမျိုးရသွားပြီဆိုလို့ရှိရင်ဒီဘက်နဲ့ပြောင်းလို့မလားဒီဘက်နဲ့ပြောင်းလို့မလားကိုကြိုက်တဲ့ဘက်နဲ့ပြောင်းလို့ရပြီဒီအလယ်မှာလုတ်တက်သွားပြီဆိုလို့ရှိရင်ပေါ့နော်ဒီဘက်ချမ်းမှာလည်းသွားဆိုအော်တိုလုတ်တက်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒါကတော့ in what case နဲ့ဘယ်လိုလုပ်ရလဲဆိုတာဖြစ်ပါတယ်ဆိုအဲ့ဘက်နဲ့ပြောင်းလို့လည်းရတယ်အလယ်မှာခုနကျွန်တော်ပြောဆိုရှာကိုထောင်ပြီးလုပ်လည်းရတယ်ဒီဘက်နဲ့ပြောင်းလို့လည်းရတယ်ဒီလိုမျိုးလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ရသွားပြီဆိုလို့ရှိရင်ကိုကြိုက်တဲ့ position နဲ့ကိုကြိုက်တဲ့ color နဲ့ကိုလုပ်လို့ရပါပြီခင်ဗျာ okay နောက်တစ်ခုကတော့ our case နဲ့ our case နဲ့တော့ကျွန်တော်အရန်လွယ်ရပေါ့နော်ဆိုတော့အင်္ဂလိပ်စလုံး k ကိုပြောကြည့်လိုက် k ဆိုအဲ့ k လို့ပြောလို့ရှိရင်နောက်မှာပါလာတယ်အဲ့ဒီအတန်လေးရှိရ right အဲ့ဒီအတန်လေးကိုမှကျွန်တော်တို့ညှစ်တာပေါ့နော်ညှစ်ပြီးတော့ထုတ်တာအဲ့လိုညှစ်ထုတ်တာပေါ့နော် K ကိုညှစ်တာမဟုတ်အဲ့အပေါ်မှာရှာနဲ့ကတ်နေအဓိက K လို့ပြောလို့ရှိရင်ရှာကွာအပေါ်အာကောင်နဲ့ကတ်နေသတိထားမိလားမသိဘူးအဲ့နှစ်ခုကတ်ပြီးတော့အဲ့ရှာနဲ့အာကောင်ကြားထဲကနေပြီးတော့ဒီအပေါက်ချင်းချင်းလေးကထွက်လာတဲ့အတန်ပေါ့နော်ဆိုour case နဲ့ဖြစ်ပါတယ် K အဲ့ဒီရပြီဆိုအဲ့ K တောင်ဖျောက်ပြီးတော့လေတံမလုပ်ကြည့်โอเคဒါကတော့ our case နဲ့ကျွန်တော်တို့ဘယ်လိုလုပ်ရလဲဖြစ်ပါတယ်ခင်ဗျာရှင်းမှာသင်ပေးခဲ့တဲ့ဒီ B ရော T ရော K ရောကိုကရသွားပြီဆိုရင်တော့ဘာတွေဆက်ပြီးတော့လေ့လာရမလဲဆိုရင်တော့ပတ်တန်တွေပေါ့နော်ဆိုတော့ BTK ပတ်တန်တွေကျွန်တော်အရင်ဆုံးဆက်ပြီးတော့လေ့လာရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီထဲမှာပတ်တန်၃မျိုးကိုကျွန်တော်သင်ပေးသွားမယ်ဆိုတော့ကျွန်တော်နဲ့အတူတူလိုက်လုပ်ကြည့်ပေါ့နော်โอเคအရင်ဆုံးပတ်တန်ကတော့ BTK BTBK ဖြစ်ပါတယ်ဒါအလွယ်ဆုံးပဲ BTK BTBKရလာပါပြီခင်ဗျာနောက်တစ်ပတ်တစ်ခုကတော့ဘူခတ်ဘူခတ်ဘူခတ် okay ကျွန်တော်လိုက်လို့ကြည့်ပါအောင်ခတ်ဘူခတ်ဘူခတ်ဘူ
ခုလည်းရသွားပြီကဲနောက်ဆုံးပတ်တန်သူကဒီ Greggaeton Music Channel ဘက်ကိုသွားတဲ့ပတ်တန်လေးပေါ့နော် Okay ကျွန်တော်ကလိုက်လို့ကြည့်ပါအောင် Okay ဘူးကပ်ဘူးကပ်ဘူးချကပ်ဘူး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 ချကပ်ဘူးကပ်ဘူးโอเคဗျာအားလုံးတော်ကြတယ်ဗျာတော်ကြတယ်ရကြမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့မရဘူးဆိုလည်းစိတ်ထဲမကြပါနဲ့ဆက်ပြီးတော့လေ့ကျင့်မှာကျွန်တော်တို့ကလည်းတော်တော်မှအဲ့ BTK ကို clean ဖြစ်ဖို့တော်တော်လေးကိုကျွန်တော်အချိန်ယူလိုက်ရတယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်ဒီနေ့အတွက်ဒီဗီဒီယိုလေးရောဒီလောက်ပါပဲခင်ဗျာအားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ပိုင်းကျွန်တော်ဒီ YouTube မှာပဲပို့ပြီးတော့ဗီဒီယိုတွေ run ပြတော့မှာဆိုတော့ YouTube မှာကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်ပေးဖို့အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ် Okay Beatbox နဲ့ပတ်သက်ပြီးတော့သိချင်တာရှိရင် comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော်ပြန်ဖြေပေးပါမယ်ခင်ဗျာဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်